မင်္ဂလာပါရှင်ပြည်ဦးလင်ရေချမ်းဦးမှာရှိတဲ့ချစ်စရာကောင်းတဲ့အင်္ဂလိပ်တစ်လုံးနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်ချစ်လိုက်ရလိုက်ငါမသူ့ကိုအရန်ပဲနာမည်တက်ပြီးပြောပိုင်တယ်မရှိလူဝေကြလဲမဆုံးစရာကောင်းတဲ့ဒီလီမွန်ရောင်အင်္ဂလိပ်ရဲ့ခြံကျဲကတော့ပေ40-60ပါရှင်ခြံရှိမှာဆိုရင်လည်းကား2စီးလောက်ထားလို့ရပါတယ်ဒါပြင်ကာစီပူလေးကိုလည်းပါရှိမှဖြစ်ပြီးတော့6စပွဲလေးတွေကိုလည်းထားရှိပေးထားမှာဖြစ်ပါတယ်ရှင်ဒါလေးကတော့ဒီလေးမှာပါရှိတဲ့ရေကူးကန်အသေးလေးပဲဖြစ်ပါတယ်ရေစင်ကန်လေးဖြစ်ပါတယ်ရှင်အင်္ဂလိပ်ရဲ့ရှိမှဆိုရင်လည်းအင်ရှိဝရဏလေးပါဝင်မှာဖြစ်ပါတယ်ရှင်ဒါလေးကတော့ဒီရဲ့ချစ်စရာကောင်းတဲ့အေကန်လေးပဲဖြစ်ပါတယ်ရှင်အေကန်ကျယ်လေးပါအေကန်လေးရဲ့ရှင်မဆိုရင်မာစတာဘရွန်အခန်းပါဝင်မှာဖြစ်ပါတယ်ရှင်ဟိုဘက်ကတော့မာစတာဘရွန်နဲ့ကရေချွကန်အင်သားပဲဖြစ်ပါတယ်ရှင်မာစတာဘရွန်ရဲ့ဘေးမှာဆိုရင်နောက်ထပ်မာစတာဘရွန်အခန်းတစ်ခန်းပါဝင်မှာဖြစ်ပါတယ်မာစတာဘရွန်နဲ့ကရေချွကန်အင်သားဖြစ်ပါတယ်ရှင်သူရဲ့ရှင်မဆိုရင်တော့ဘုံရီကျုကန်အင်သာပါဝင်ပါတယ်ရှင်ဒီရှိကတော့ဓမ္မစာကန်နဲ့မြေဘူးကန်နေရာလေးပဲဖြစ်ပါတယ်ရှင်ကဲပေါ်တက်ကိုသွားကြည့်ကြမယ်ရှင်တစ်ထက်ခွဲအင်လေးဖြစ်တဲ့အတွက်ဒါကတော့အပေါ်တက်နေရာလေးပဲဖြစ်ပါတယ်ရှင်ဒီဘက်မှာဆိုရင်တော့ဖျားကန်ပြုလုပ်လို့ရမယ်နေရာလေးပါရှိမှာဖြစ်ပါတယ်သူရဲ့ရှိကတော့စင်ဂရိုလေးဖြစ်ပါတယ်ရှင်ဘေးမှာဆိုရင်နောက်ထပ်မာစတာဘရွန်အခန်းတစ်ခန်းပါဝင်မှာဖြစ်ပါတယ်ရှင်အပေါ်တက်မာစတာဘရွန်ရဲ့ရေချိုးကန်အင်တာပါရှင်ဒီနေရာလေးကတော့အပေါ်တက်ရဲ့အင်ရှိဝရဏလေးဖြစ်ပါတယ်ဒီလေးရဲ့ဈေးနှုန်းကတော့3300ညှိနှိုင်းဈေးပါရှင်စိတ်ဝင်စားတယ်ဆိုရင်တော့ညီမတို့ရဲ့ဖုန်း4391525 483ကိုဆက်သွယ်ပေးပါရှင်